ရှုံးပွဲမရှိသေးတဲ့ United ကိုရင်ဆိုင်မှု ready ပဲလို့ဆိုလိုက်တဲ့ နီယာခါတီလာမယ့် အေဗီလာထဲမှာ ယူရိုပါလိကွာတာဖိုင်နယ်ပွဲစဉ်တွေကိုရှင်ပြိုင်သွားရတော့မှာဖြစ်ပြီးပြိုင်ပွဲမှာဘိုးဆွဲဖို့ရေပန်းစားနေတဲ့အသင်းတွေကတသင်းဖြစ်တဲ့ Manchester United ကပြင်သစ်လီဂိုနာမည်ကြီးကလပ် Lyon နဲ့တွေ့ဆုံရမှာဖြစ်တယ်လို့ဒီပွဲကလည်း United အတွက်တော့နောက်ထပ်ဆန်းသက်ခံရမယ့်ပွဲတစ်ပွဲဖြစ်လာပါလိမ့်မယ်။ United ကဒီရာသီတဲ့ Premier League မှာအဆင့်ဆက်လေးနေရာအထိရောက်ရှိနေတယ်လို့ပြည်တွင်းဖလားတွေမှာလည်းပြိုင်ပွဲကနေထွက်ခွာထားရပြီးမို့ယူရိုပါလိဒါဒီရာသီမှာ United အတွက်တခုတည်းသောမျှော်လင့်ချက်ဖြစ်လာပါတော့တယ်။ယူရိုပါလိမှာသာဘိုးဆွဲမယ်ဆိုရင်စူပလာတစ်လုံးပိုင်ဆိုင်မဲ့အပြင်ချန်ပီယံလိဝင်ခွင့်ပါရရှိအောင်မှာဖြစ်ပါတယ်။ဒါပေမဲ့အခုကွာတာဖိုင်နယ်မှာတွေ့ဆုံရမယ့်လိုင်ယွန်အသင်းကနောက်ဆုံးကစားထားတဲ့ပြိုင်ပွဲစုံ၅ပွဲမှာပြည့်ကြည်တသင်းလေးကိုသာရှုံးထားခဲ့ပြီးကျန်တဲ့ပွဲတွေအားလုံးကိုအနိုင်ရထားသလို16တင်အဆင့်မှာလည်း SCFV အသင်းကိုနှစ်ကြော်စလုံးအနိုင်ယူကကြော်ဖြတ်ထားနိုင်ခဲ့ပါတယ်။ United ကလည်းပြည်တွင်းမှာသာအခြေအနေမကောင်းပေမဲ့ယူရိုပါလိမှာတော့လုံးဝရှုံးပွဲမရှိထားသေးသလိုဒီရာသီဥရောပပြိုင်ပွဲဝင်နေတဲ့အသင်းတွေထဲမှာလည်းတသင်းတောင်ရှုံးပွဲမရှိသေးတဲ့အသင်းဖြစ်ပါရှိနေပါတယ်။ဒီလိုဥရောပမှာရလက်ကောင်းရနေတဲ့ United နဲ့ရင်ဆိုင်ရတော့မဲ့လိုင်ယွန်နောက်ခံလူမူဆာနီယာခါတီကကျွန်တော်တို့ဘောလုံးကစားတာက United လိုအသင်းတွေနဲ့ဒီလိုပွဲတွေကိုကစားဖို့ပါသူတို့ကသမိုင်းမှာအကောင်းဆုံးကလပ်အသင်းတွေကတသင်းပါဒါပေမဲ့ကျွန်တော်တို့အဲ့ဒီကိုဗီဒီယိုရိုက်ဖို့ဒါမှမဟုတ်အိုတက်ဖို့ကိုကြည့်ဖို့သွားတာမဟုတ်ပါဘူးကျွန်တော်တို့ကသူတို့ကိုဒုက္ခပေးနိုင်တဲ့အသင်းဖြစ်ပါတယ်ကျွန်တော်တို့ဒီနေရာကနေအဆုံးထိသွားဖို့ရှိနေပါတယ်လို့ပြောဆိုသွားခဲ့ပါတယ်ဒီမှာ United ကတည်းကအမားကိုချပြပေး